အားလုံးပဲမင်္ဂလာပါအောင်ချမ်းမင်းဘုံမှာပြန်လည်ပြီးတော့ကြိုဆိုပါတယ်အောင်ချမ်းမင်းရဲ့ညီကိုတွေအားလုံးပဲမင်္ဂလာပါဗျဒီနေ့ဇန်နဝါရီ6ရက်အင်္ဂါနေ့ည2 နာရီခွဲမှာရှင်မြန်ကစားမဲ့ဝမ်ဟန်နဲ့နော်တယန်ဖော်တဲ့ကလည်းပဲ30ချုံ3လုံးပေါင်း30စာတန်းစင်းစုံနဲ့ကတ်နေတဲ့နှစ်သင်းရဲ့ထိတိုက်တွေ့ဆုံနေမှုအပေါ်အောက်ဆိုပြီးမှလေးမှကွာဟာတယ်တန်းစင်းစုံထက်ကထွက်ဖို့ဆိုရင်ဝမ်ဟန်တို့ဒီနေ့ပွဲကိုနိုင်ထမှဖြစ်မှာနောက်ပွဲကလည်းပဲစပတ်နဲ့တွေ့ရမှာဖြစ်လို့မို့အိမ်ဝင်းအနဲ့ကြိုးစားလာမဲ့ဝမ်ဟန်မရှုံးနိုင်ဘူးလို့တော့ထင်တယ်နော်တယန်ဖော်တဲ့ကလည်းပဲ၄ဘုတ်ဆက်အရှုံးနဲ့19ရောက်နေတယ်အဝေးကွင်းဆိုရင်ညံ့တယ်နော်တယန်ဖော်တဲ့ကလည်းပဲဆိုရင်30အရှုံးအကျော်ပေးထားပေမဲ့အေရှင်ဝမ်ဟန်မရှုံးနိုင်ဘူးလို့တော့ထင်တယ်ဝမ်ဟန်ဘော်ဒီနဲ့ဝမ်ဟန်ကိုဘော်ပဲရွေးချယ်ပါတယ်နောက်တစ်ပွဲကတော့ည7 နာရီခွဲမှာရှင်မြန်ကစားမဲ့ပီဇာကိုမိုကတစ်လုံး90စနှလုံး60ကျော်ပီဇာကနောက်ဆုံး6ပွဲဆက်နိုင်ပွဲပြောင်းနေမှုနဲ့အတူအဆင့်20မှာရောက်နေတယ်ကိုမိုကတော့ဒီနေ့ရာသီမှာခြေစွမ်းတဲ့ရလကမဆိုးဘူးနိုင်ထက်တဲ့ပွဲတွေကိုနိုင်အောင်ကန်ထတာတွေ့ရတယ်ဒီလိုနေထားမှာကိုမိုကတစ်လုံး90စပေါက်နေတဲ့ကိုမိုအနေနဲ့အနည်းဆုံးတော့ကတ်နိုင်လိမ့်မယ်လို့ထင်တဲ့ကိုမိုဘော်ဒီပဲရွေးချယ်ပါတယ်နောက်တစ်ပွဲကတော့ည7 နာရီခွဲမှာရှင်မြန်ကစားမဲ့လက်ချီရိုမာကတစ်လုံး90စနှလုံး40ကျော်တန်းစင်းစုံကလက်ချီကတော့ခြေစွမ်းတင်မှုမရှိသေးဘူးနောက်ဆုံး၄ပွဲမှာ2ပွဲရှုံးထားတယ်ရိုမာကတော့ချန်ပီယံပြည်လက်ထဲမှာရှိနေချင်းရင်တော့ဒီနေ့ပွဲကိုနိုင်ထားရလိမ့်မယ်ဒီနေ့ရဲ့တွေ့ဆုံမှုတိုင်းမှာတော့ရိုမာကပါရထားတာများတယ်ရိုမာမရှုံးနိုင်ဘူးလို့ထင်တဲ့ရိုမာဘော်ဒီရွေးချယ်ပါတယ်နောက်တစ်ပွဲကတော့ည2 နာရီ15မှာရှင်မြန်ကစားမဲ့ဆက်ဆူအိုလိုဂျူဗင်တက်ကတစ်လုံး60စနှလုံး90ကျော်ဆက်ဆူအိုလိုကတော့ဒီပွဲများနေတယ်နောက်ဆုံး9ပွဲမှာတပွဲသာရှုံးထားတယ်ဆက်ဆူလိုကဒီနေ့ရာသီမှာအသင်းကြီးတွေကိုခက်တွေ့စေခဲ့တယ်အီစီမီလန်ကိုလည်းတူတည်ကြထားတယ်ဒီနေ့ရာသီမှာအစင်းလေးရောက်နေတဲ့ဂျိုဗက်တာရဲ့ချစ်စွမ်းကလည်းအကောင်းကြီးတော့မဟုတ်ဘူးဆက်ဆူလိုနဲ့အဝေးကွင်းနောက်ဆုံး9ချိန်တွေ့ဆုံမှုမှာလည်း3ချိန်နိုင်ထားတယ်ဒီနေ့ပွဲမှာတော့ဂျိုဗက်တာကိုအိမ်ခွင်းမှာလက်ခံကစားမဲ့ဆက်ဆူလိုမရှုံးနိုင်ဘူးလို့တော့ကျွန်တော်ကတော့ထင်တယ်ဒါမှမဟုတ်ဆက်ဆူလိုဘော်ဒီနဲ့ဂိုးပေါ်ပဲရွေးချယ်ပါတယ်အကြိုက်ချင်းမတွင်ဘက်ခံပြီးတော့ကစားကြပါဗျကျွန်တော်ညီကိုများတို့အကောင်းဆုံးဖြစ်နိုင်မဲ့ရလများကိုခံမှန်းပြီးတော့ရွေးချယ်ပေးလိုက်ပါတယ်ကျွန်တော် channel လေးကိုကြိုက်နေတဲ့ဆိုရင် like and share နဲ့ subscribe နှိပ်ထားဖို့မမေ့ကြပါနဲ့အောင်ဗျအားလုံးကံကောင်းကြပါစေ